เคဒါကတော့ကျွန်တော်အဆက်ကားဘူးသတိလေးစမ်းကြည့်မှာဖြစ်ပါတယ်နော်โอเคဘိန်းကျော်ကတော့လုံးဝရှက်တတ်တယ်ဘာမှပြောစရာမလိုဘူးဘိန်းတစ်စီးလုံးရှက်လမ်းမယ်စက်တန်လုံးဝအငြိမ်နဲ့လာပါဗျာနော်ရရင်ဒီခဏโอเคဒါကတော့ကျွန်တော်တို့1518ဒိတ်လေးကြာဘိန်းကျော်လုံးဝရှက်တတ်မယ်ဗျာကာဘာနာစာလုံးဝမရှိဘူးညီကိုတွေနယ်နီးဆိုပြင်မာလာကြည့်လို့ရတယ်ဘိန်းကျော်လုံးဝရှက်လမ်းမယ်အင်ဂျင်လုံးဝအမှတ်ခံတယ်ဗျာနော်အေးရဘိန်းလုံးဝပြောစရာမလိုအောင်တတ်တယ်ဗျာကျွန်တော်ပတ်လေးလိုက်ပြပါမယ်ဗျာโอเคဘိန်းရဲ့ရုပ်ထွက်ကတော့ညီကိုတွေဒီမှာကြည့်လိုက်တော့ဗောနော်ရုပ်ထွက်ကတော့လုံးဝဘာမှပြောစရာမလိုဘူးဘိန်းတစ်စီးလုံးကိုကာဘာရောင်စင်းလုံးဝပြောစရာမလိုဘူးရှစ်တာကနောက်တာကလုံးဝအပြည့်နဲ့ရပါဗျာနော်အင်ဂျင်ဆိုရင်ကြည့်လိုက်အင်ဂျင်ဆိုလုံးဝရှက်လမ်းမယ်နော်ဘာမှတက်တင်စီးအောင်ပဲစားတဲ့နံပါတ်ပြောင်းကိုပြည့်စုံလိုက်ရပါဗျာနော်โอเคဒါဆိုမှ100%ထိပါရှိတယ်ဗျာနော်လုံးဝရှက်လမ်းမယ်ဖိနိုင်ကုန်တွေဆိုလုံးဝရှက်အလှလေးထည့်ပြီးသားဗျာရှစ်တာနောက်တာဒီချင်းစောကတ်ဆိုလို့ရှိရင်ကျွန်တော်တို့85%လောက်ကျန်မယ်ဗျာနော်ကျွန်တော်ပက်လက်လေးပြပေးတာနော်အနာစာလုံးဝမရှိဘူးနော်ညီကိုတွေနော်အနာစာလုံးဝမရှိဘူးဘိန်းစီလုံးလုံးဝရှက်တန်မယ်ဗျာနော်ဖေးကျွန်တော်ကီလိုလေးပြပေးမယ်ဗျာနော်โอเคကီလိုလေးကတော့မြင်တဲ့အတိုင်းပဲဗျာနော်2000ကျော်လေးကီလိုကျွန်တော်တို့ model 18တိတ်ကိုကီလို2000ကျော်လေးကဒါလုံးဝယူတည်တယ်လို့ပြောရမယ်နော်တိတ်မစီးလို့ပြောရမယ်ဘိန်းစီလုံးမှာရှက်တတ်မယ်ဗျာနော်ညနီးတဲ့ညီကိုတွေလာပြင်မှာလာကြည့်လို့ရပါတယ်ဗျာနော်အင်ဂျင်တွေပါလေဆိုအနာစာလုံးဝမရှိဘူးအပွန်စေးလုံးဝမရှိဘူးဗျာနော်โอเคဒီမှာရှင်းပါဆိုကျွန်တော်တို့ကတ်လုံးလေးပါလေးပါမယ်ဗျာနော်လုံးဝရှယ်လန်းတယ်ရပြီလားโอเคကောင်ကိုကျွန်တော်ညီကိုတွေမထင်မှတ်တဲ့ဈေးနဲ့ကျွန်တော်ရောင်းပေးမယ်ဗျာကောင်17ဒိတ်ကိုကျွန်တော်39,900နဲ့ကျွန်တော်ရောင်းပေးမယ်ဗျာနော်ညီကိုတွေနေဝဲညီကိုတွေအရေးကြလက်ငင်းအလဲတက်အားလုံးရမယ်ဗျာနော်အရေးကြဆိုတောင်းဝင်2000ခွဲ3000တရမယ်နေနီးရင်2000ခွဲရမယ်ဗျာနော်နေဝဲညီဆို2000ခွဲရမယ်ဗျာနော်โอเคအဲ့တော့လူချင်းတဲ့ညီကိုတွေကျွန်တော်ကို Facebook Messenger ဖြစ်ဖြစ် TikTok Messenger ဖြစ်ဖြစ်လာပြီးဆက်သွယ်လို့ရပါတယ်ဗျာနော်ယုံကြည်စိတ်ကြစွာဝင်နိုင်ပါတယ်အိမ်ရောက်ငွေရှေစနစ်ဖြစ်လဲကျွန်တော်ရောင်းချပေးပါတယ်ဗျာโอเคနောက်ဗီဒီယိုမှာဆက်တွေ့မယ်ဗျာဘိုင်ဘိုင်ပါโอเคဒီနှစ်စီးကိုကြိုက်တာကြီးပေါ့နော်ကျွန်တော်39,900ကြိုက်တဲ့ဘိန်းကိုရွေးရှင်းနိုင်ပါတယ်โอเคနောက်ဗီဒီယိုမှာဆက်တွေ့မယ်နော်